နိုင်ငံပတ်သက်ရတာအများကြီးရတယ်ဆိုတော့သူတို့မလုပ်ချင်တာလုပ်ရတာဟုတ်ပါငါတို့သွားတာပညာရှင်နေတဲ့သွားတာမဟုတ်ဘူးအလုပ်သမားနေတဲ့သွားတာဘယ်နိုင်ငံသွားမေးဟုတ်တာအလုပ်သမားနေတဲ့သွားတာနော်အဲ့ဒါကိုလည်းမင်းတို့မမေးနဲ့သို့တော့အလုပ်သမားစိတ်နဲ့မသွားနဲ့ပညာရှင်စိတ်နဲ့သွားအောင်တခါတည်းတင်ခဲ့အတွေ့အကြုံကောင်းတွေယူခဲ့စိတ်နဲ့စိတ်ဓာတ်တွေလေ့လာခဲ့အဲ့ဒါကိုငါတို့ဘဝကိုဘယ်လိုပြန်တည်ဆောက်အောင်လဲအဲ့ဒါဆိုရင် तू ကသူများထက်သာသွားတယ်ဟုတ်လားဂျပန်ယန်တတောင်းရင်ရတာချင်းအတူတူတောင်းမနဲ့အတွေ့ခေါ်ပါတဲ့သူညောင်မြင်ရှိတဲ့သူကပို့ပြီးသူကတန်တယ်ဟုတ်ပြီလားဒါကြောင့်စဉ်းစားတာဗာနဲ့တူအခုမင်းတို့စာဖတ်လားစာတော့မဖတ်ဘူးဆိုစဉ်းစားတဲ့ဘက်ကိုရောက်တော့မှခတ်သွားတယ်နော်ဒါကြောင့်ပထမအဆင့်ဘာလုပ်အောင်မလဲစာဖတ်ပြီးဘယ်နည်းနဲ့ဖတ်မလဲအဲ့လေသူသိရင်ရသင်သွားတယ်ပေးဖို့အခွင့်အလမ်းလည်းမပေးဘူးဆွေးနွေးဖို့လည်းအချိန်လည်းမပေးဘူးဆိုရင်အဲ့ဒါခတ်တာဒါဘုံကမင်းတို့ awareness training မို့လို့တကယ်ဒီတဲ့ပုံပြီးအစင်းမင်းနဲ့သင်တန်းနေဆိုရင်ဘုံမင်းတို့ပို့ပြီးချိန်ပေးတယ်ဒါကြောင့်နိုင်ငံတကာမှာကြတော့နော် teach less learn more နည်းသင်များလေ့လာခိုင်းတယ်များလေ့ကျင့်ခိုင်းတယ်အဲ့ဒီကြမှာသူကတက်မြောက်မှုကပိုများအခုတော့ဘုံပြောတာမင်းတို့များနားမထောင်အောင်လားတပါးပြီးတပါးတက်ပြောလိုက်တယ်နားကိုပူးလို့ဟုတ်လားခါနေလဲပူးလို့ထိုင်းနေရတာနော်ကြောက်တွေလည်းညောင်းလို့သိတာတွေလည်းသိတယ်မသိတာတွေလည်းရှိတယ်မြင့်တာတွေလည်းမိတာတွေလည်းပါတယ်မမိတာတွေလည်းပါတယ်အဲ့ဒါကြောင့်ဘုံကမင်းတို့အရှိအများကြီးမသွားဘူးမင်းတို့ဘဝနဲ့ချေးပြီးဖြည်းဖြည်းချင်းနည်းချင်းသွားနေတယ်သဘောပေါက်ရလားအဲ့ဒါဆိုဘုံတို့စာဖတ်ပြီးဘာလုပ်အောင်လဲဘာတွေစဉ်းစားမှာတော့ဖတ်ပြီးသားစာတွေစဉ်းစားမင်းတို့ယူသွားမှာမဟုတ်ဘူးဖတ်လိုက်တဲ့အထဲကမင်းတို့ဘာလေးမှတ်သားစရာရှိလဲဆိုတာပြန်စဉ်းစားမှာလေကဲအခုစဉ်းစားတော့မင်းတို့ပေါက်မတည့်တယ်ဟုတ်တယ်မလားကံတအုပ်လုံးတို့ပြန်စဉ်းစားနိုင်မလားသူစဉ်းစားတယ်ဆိုတာစာလေးတစ်ကြောင်းကြိုက်သွားပြီအဲ့ဒီတစ်ကြောင်းကိုစဉ်းစားခိုင်းတယ်စာလေးတစ်ပိုက်ကြိုက်သွားအဲ့ဒီတစ်ပိုက်ကိုစဉ်းစားခိုင်းတယ်တခါတည်းတအုပ်လုံးမှာစဉ်းစားစရာနည်းနည်းပဲပါတခါတည်းတအုပ်လုံးစဉ်းစားစရာတွေအများကြီးအဲ့ဒီစာအုပ်ကြတော့အမြဲတမ်းကင်တာစဉ်းစားစရာနည်းနည်းလေးပါတဲ့စာအုပ်ကြဘုံဘုံကအဲ့ဒါကိုနှုတ်ထဲမှာတခါတည်းမှတ်လိုက်တယ်ပြီးအဲ့စာအုပ်ကပြန်မဖတ်ရင်လည်းရသွားစာဖတ်နည်း technique တွေရှိတယ်နော်အရေးကြီးတဲ့စာအုပ်ကြဘုံကစာရေးစရာစာအုပ်တိုက်စာအုပ်ခေါင်းစဉ်အဲ့ထက်ကဘယ်အကြောင်းရအဲ့၄ချက်ကိုဘုံကတခါတည်းမှတ်လိုက်တယ်ဒါကြောင့်မင်းတို့ကကြမ်းညွန့်ဒါမင်းတို့တနာလို့ငါကြမ်းအများကြီးညွန့်မပြောဘူးတခြားပညာရေးသင်တန်းတွေဆိုကြမ်းကြီးအများကြီးညွန့်ပြောတာတောင်းနဲ့ငါပြောနိုင်မှတ်နည်းရှိတယ်လေစာရေးစရာထုတ်တဲ့စာအုပ်တိုက်ပြီးရင်စာအုပ်ခေါင်းစဉ်အဲ့ထက်ကဘာအကြောင်းရတော်ပြီလေအတိအကျမသိဘူးဆိုအဲ့စာအုပ်ပြန်ပြီး